ဓမ္မပွဲ1600ကိုဆုံးပေါင်းပုံနဲ့လက်ကူသာချက်နည်းလေးကိုပြပေးမှာဖြစ်ပါတယ်အရင်ဆုံးထောပတ်တစုံကိုထည့်ပါတယ်စုံကြီးတစုံပြီးတော့စားနှစ်ချက်သားတကြား30သားနဲ့ကျက်သွန်ကျော်50သားကိုထည့်ပါတယ်မြို့သီးမုတ်ထည့်ပါတယ်ပြီးရင်ကျွန်တော်တို့ရေးကြည့်တဲ့ဓမ္မမဆလာတစုံထည့်ပါတယ်ဓမ္မမဆလာဆိုရင်ဒါလေးကိုနေပါမယ်နေလားပါမယ်နော်စီတာလက်တဆုပ်စာထည့်ပါတယ်ပြီးရင်ယူနစ်ကိုပုတ်ပွက်ဆူအောင်တည်ထားပါတယ်ဒီကြဘိုးကခြေပြီးတော့လက်တဆုပ်ထည့်ပါတယ်ဆန်ရေဆေးထားတဲ့ဆန်ကိုထည့်ပါတယ်အပြော့မှာတော့ကျွန်တော်တို့ဆန်စီမပြောက်ခင်အနေထားလောက်ထိကိုစင်းလာတဲ့အနေထားလောက်ကြာရင်ကျွန်တော်တို့ကဆယ်ပါတော့မယ်ခုဆိုရင်စင်းလောက်ထားပါတယ်နော်ဆန်ကိုလေးစင်းနေတဲ့အနေထားထိဖြစ်အောင်ကျွန်တော်တို့ကဒီဘက်မှာကြိုးပါတယ်နော်ဆန်ဆင်းနေအောင်ဆန်ကိုကျွန်တော်တို့ဒီနေထားတာလောက်ဆိုရင်ကျွန်တော်ချတော့မယ်နောက်စက္ကန့်30လောက်ကြာကျွန်တော်တို့ကစဆယ်ပါပြီနော်အရေးကြီးတာကဒီဆန်ရဲ့ထမေအပြစ်ကြီးကအရန်ရေးကြီးပါတယ်ထမေများနည်းနည်းလေးပြစ်မယ်ဆိုရင်ကျွန်တော်တို့ဆန်စီးကခုနပြလာတဲ့နည်းနည်းတလောက်မှဖြတ်အခုဆိုရင်ကျွန်တော်တို့ခုနပြောတဲ့အတိုင်းမဟုတ်ပဲနဲ့ထမေကတော်တော်လေးကျဲနေပါတယ်ကျဲနေတော့ကျွန်တော်တို့ခဏလေးစောင့်မအောင်နော်ထမေကကျဲနေခဏလေးစောင့်မအောင်အရန်ရေးကြီးတာတခုကတော့ထမေရေးအကျဲနဲ့အပြစ်ကိုကြည့်ပြီးတော့ချက်တဲ့လူရဲ့သဘာနဲ့ချက်ရတာဖြစ်ပါတယ်ဆန်စီတွေကတော့မပြောက်တပြောက်လေးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ချပါပြီဆန်တွေအားလုံးကလည်းဒီမှာပေါ်နေပြီနော်ထမင်းဒီရေးပေါ်နေပြီဆိုဒါရတယ်ဆိုတဲ့အသည့်ကိုပေးတာပါပဲဖွဲပြီရေစစ်အောင်ကျွန်တော်လုပ်ရပါတယ်ကျွန်တော်တို့ဒီဟာပေါင်းနဲ့ပြန်ပေါင်းမှာဖြစ်တဲ့အတွက်ရေစစ်အောင်ပါနည်းနည်းထည့်ဦးနောက်တာကဲရေစစ်အောင်မှာစစ်ထားပါပြီရေဒါလေးစစ်အောင်ရေစစ်တာစစ်ထားရေညာဒီဘက်လားညာဒီဘက်လားတဲ့ဟာကိုအယောင်တင်မုတ်ရယ်အယောင်တင်နဲ့အရေရယ်ပြီးလို့ရှိရင်ဒီဟိုစီရယ်စပြည့်6ရယ်ထည့်ပါရယ်ဒါနောက်ဆုံးနဲ့တွေ့တယ်ထည့်တော့ခက်ကျော်ဦးကမင်္ဂလာပါမခိုင်လေးရမင်္ဂလာပါရှင်ဟုတ်ချိုကမင်္ဂလာပါ 1.3k မင်္ဂလာပါရှင့်ခုလိုပဲခုနကျွန်တော်ကရိုက်ပြတာဒီလိုပဲ8ပြည်တပန်းစာအတွက်ကိုsorry ပါတပည့်ခွဲ8ပန်းစာတွေတစ်ခါလေးထည့်ရပါတယ်ဒါကထောပတ်အကျန်းပါနော်အကျန်းမဟုတ်ဘူးဒါအကောင်းစားပဲသူ့နဲ့ကောင်းတဲ့ဒါကတော့ကျွန်တော်တို့2000တန်ပေါ့နော်2000တန်ထောပတ်ပါတပိတ်သား2000တန်ထောပတ်ပါ10လောက်ကြာတဲ့အချိန်မှာကျွန်တော်တို့အကုန်လုံးနှက်သွားပါ15မိနစ်20ရတယ်ဆိုတာလေအောက်ကမီးကောင်းလို့ပါမီးမကောင်းရင်လုံးဝမရပါဘူးเนาะမီးကောင်းလို့15မိနစ်20ထောက်လာပါပြီထောက်လာတဲ့ဓာတ်ပေါက်တွေကိုကြည့်ပါဦးကဲဒါတော့ထောက်လာတဲ့ဓာတ်ပေါက်တွေပါเนาะဓာတ်ပေါက်ဖြစ်သွားပါပြီကဲဒါကိုမှကျွန်တော်တို့အလွန်မတန်မှဈေးကြီးတဲ့တပိတ်တာကို4000ခွဲတန်ကျွန်တော်တို့တပိတ်တာကို4000ခွဲတန်ထောပတ်เนาะထောပတ်ထည့်ပါတပိတ်တာ4000ခွဲတန်ထောပတ်ထည့်ပါတို့ထောပတ်ပါဟဲ့လိုက်ထည့်သွားပြီနော်ဗိတ်လာ4000နဲ့ထောပတ်လေးနဲ့မှွေပါမယ်နော်ကဲဘာကြောင့်ဗိတ်လာ4000ခွဲတော့ဟိုဒါထောပတ်ဆိုတာဒီမှာပါဒီမှာဗိတ်လာ4000ခွဲပါဒီထောပတ်တွေကနော်ဘယ်မှာလာပြီးပြပါတို့ထောပတ်တွေပါပြန်တို့စစ်ကအញ្ញမှွေးပြိုင်နေတဲ့တို့ထောပတ်မျိုးပါလုံးလံကိုပဲတီးနေရပါနော်လုံးလံကိုတီးနေတယ်သူဆိုတော့ပါโอเคကဲဒီမှာအပေါ်အောက်လေးလှမ်းပါပြီအောက်မှာတကြားတွေနဲ့နော်ရပါ
ပေါ်လေးအောက်လေးလှမ်းမယ်မွေးနေတာမွေးခံနေတာပါဒါပြီအောက်မှာဘာလောက်တာလဲဆိုအောက်ကအနှစ်ကိုဒီလိုအနှစ်ကိုအပေါ်ဆွဲထုတ်တာပါအနှစ်ကရတာလေးရှိပြီးသားဖြစ်တဲ့အတွက်ဒါဆိုရင်ရပါပြီဘာတက်လားအနှစ်နားလိုက်ကပ်ပြပြီဒီမှာမနော်တန်ဃာတွေစင်းစင်းဖုံးလို့ရတဲ့အချိန်မှာပြအောင်ဖုံးထဲထည့်လို့ရလုံကန်မှာနော်ရတာရှိရဲ့ လိုက်တာမလိုက် ဓမ္မဥစ္စာမှာဒီလေးတွေနော်